ကမ္ဘာဖလားပြိုင်ပွဲကိုပါလွဲချော်သွားနိုင်တဲ့ Kevin De Bruyne ကမ္ဘာဘောလုံးကကောင်းဆုံးကွင်းနဲ့ဖန်နီးရှင်တွေကတူဖြစ်တဲ့အီတလီစီးတီးကနာပိုလီတင်းရဲ့ဘယ်ဂျီယံဝိုင်းရဲ့ကွင်းနဲ့ကစားမ Kevin De Bruyne ကပြီးတဲ့တစ်ပတ်ကရရှိခဲ့တဲ့ပြင်းထန်တဲ့ပေါင်ချန်တန်ရာကြောင့်လာမယ့်နှစ်2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုပါလွဲချော်မဲ့ချီနီတီဆိုးဝါးသွားနိုင်တယ်လို့သိရပါတယ်။သူ့ရဲ့ချီနီကကစားမရဲ့ပုဂ္ဂိုလ်ရေးအသက်မွေးမဲ့ကြောင့်ကလပ်တင်းနဲ့နိုင်ငံအသင်းတွေရဲ့မျှော်မှန်းချက်တွေပေါ်ရေရှည်တက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ Manchester City ရဲ့နာမည်ကျော်ကစားမဟောင်း Kevin De Bruyne ကရရှိခဲ့တဲ့နာပိုလီတင်းအတွက်ကစားပေးခဲ့တဲ့ Inter Milan တင်းကို3-9နဲ့နိုင်ရှိခဲ့တဲ့ City ရဲ့ပွဲစဉ်မှာပင်နယ်တီကန်သွင်းရာကနေပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ပင်နယ်တီကန်သွင်းပြီးတဲ့နောက်မှာတော့ချက်ချင်းဆိုသလိုဒဏ်ရာရရှိသွားတာကိုမြင်တွေ့ခဲ့ရပါတယ်။ Kevin De Bruyne ကကွင်းထဲမှာတင်လက်တောင်မရှောင်နိုင်တော့ပဲသူ့ကိုစေးဖွဲ့ဝင်တဲ့ဦးရဲ့တွဲခေါ်မှုကိုခံခဲ့ရပါတယ်။ကွင်းထဲကထွက်လာချိန်မှာဝမ်းနဲ့တကြီးငိုကြွေးနေကြတာကိုလည်းတွေ့ရပါတယ်။ဒါသူ့ရဲ့လာကျင်မှုတက်ဒီတရံကသူ့ရဲ့ဘလုံးနာကပ်ပေါ်ဘလောက်ထိကြီးမားတဲ့တက်ရောက်မှုရှိနိုင်လဲဆိုတဲ့စိတ်ဖိစီးမှုတွေကြောင့်ဖြစ်တယ်လို့သုံးသပ်ရပါတယ်။အရေးကြီးဆုံးချက်ကတော့ဒီတရံက2023ခုနှစ်တုန်းကရရှိခဲ့တဲ့ဒဏ်ရာဟောင်းကိုပြန်လည်ထိခိုက်မိတာဖြစ်တယ်လို့သိရပါတယ်။ဒီလိုဒဏ်ရာဟောင်းပြန်ထခြင်းကပုံမရှုပ်ထွေးပြီးပြန်လည်ကောင်းမွန်ဖို့ပုံမှန်ထက်အချိန်ပိုပေးရနိုင်ပါတယ်။ဒီပြန်တဲ့ဒဏ်ရာကိုခွဲစိတ်ကူးသမှုအောင်မြင်ခဲ့ပေမဲ့လည်းအနည်းဆုံး4လလောက်ထိအနားယူရမယ့်အခြေအနေရှိနေပြီးသူ့ရဲ့ပြန်လည်တက်လာမယ့်ချိန်ကခံမှန်းထားတဲ့ကာလထက်ကျော်လွန်သွားနိုင်မဲ့ဆွေးရမှုတွေလည်းရှိနေရပါတယ်။ဒီလိုရေရှည်နားယူရမယ့်ချိန်တွေကြောင့်2026ကမ္ဘာဖလားပြိုင်ပွဲကိုလွဲချော်မဲ့အထိချိန်တွေဆိုးသွားနိုင်တယ်လို့ကျွမ်းကျင်သူတွေကစိုးရိမ်နေကြပါတယ်။ကမ္ဘာဖလားပြိုင်ပွဲကလာမယ့်နေ့ဇွန်လ28ရက်နေ့မှာစတင်မှာဖြစ်ပြီးဒီပြန်ကဘယ်ချင်တင်းရဲ့ရွှေရောင်မျိုးဆက်တစ်အတွက်အဓိကအားထားရတဲ့ဖန်နီးရှင်ဖြစ်တဲ့အတွက်သူမပေါ်ပဲကမ္ဘာဖလားကိုတောရခြင်းကဘယ်ချင်တင်းရဲ့အောင်မြင်မှုမျှော်မှန်းချက်တွေပေါ်ကြီးမားတဲ့ထိခိုက်မှုကိုဖြစ်စေနိုင်ပါတယ်။သူကလက်ရှိမှာတော့ဒဏ်ရာကနေပြန်လည်တက်တာအောင်လုပ်ဖို့အတွက်အီတလီကနေမွေးရမြေဘယ်ဂျီယံကိုပြန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ဂျာဒီဆာကမှအတင်းဟောင်းမန်စီးတီးနဲ့လမ်းခွဲပြီးနာပိုလီတင်းကိုရောက်ရှိလာခဲ့တဲ့ Kevin De Bruyne ကအတင်းနဲ့နည်းနည်းစာချုပ်ချုပ်ဆိုခဲ့ပြီးစာချုပ်တက်တန်းကုန်ဆိုရင်နောက်ထပ်တစ်နှစ်တက်တန်းတိုးဖို့သဘောတူညီချက်ပါဝင်ကတနည်းလာတာဖြစ်ပေါင်း9တန်းရရှိသွားမှာလည်းဖြစ်ပါတယ်။ Kevin De Bruyneကနာပိုလီတင်းရဲ့ကစားကွက်ထဲမှာအဓိကနေရာယူထားပြီးသူ့ရဲ့အတွေ့အကြုံခေါင်းဆောင်မှုနဲ့ဖန်ဆီးပေးနိုင်စွမ်းတွေကအတင်းအတွက်မရှိမဖြစ်ပါပဲ။နာပိုလီတင်းကတော့ဒီရာသီစီးတီးရဲ့မှာရှစ်ပွဲစာကစားခဲ့ရတဲ့ Kevin De Bruyne ရာသီကုန်ထိအနားယူရမှာကိုစိုးရိမ်တကြီးဖြစ်နေပါပြီ။သူတရားရရှိသွားခြင်းကစီးတီးရဲ့အမှတ်ပေးချက်ရဲ့ပေါ်ပိုင်းနေရာတွေကိုစိန်ခေါ်နေတဲ့နာပိုလီတင်းရဲ့ခြေစွမ်းပေါ်ကြီးမားတဲ့ထိခိုက်မှုဖြစ်စေုံသာမကအတင်းရဲ့ကစားကွက်ဘီဝါရီအားလုံးကိုပါကြီးကျယ်ပြောင်းလဲရတော့မယ့်ခြေတွေကိုရင်ဆိုင်နေရပြီလည်းဖြစ်ပါတယ်။ဒါကြောင့်သူတို့တွေနဲ့သူ့နေရာကိုစားထိုးနိုင်မယ့်ကစားမတူကိုရာသီပွဲမှာအများဆုံးရှာဖွေရတော့မယ့်အကြက်တင်းနဲ့လည်းရင်ဆိုင်နေရပါတယ်။ ဒီမှာဒီလိုတဲ့တဲ့ရဲ့အမားကိုချပြပေး